ရာရာရွေရှားနေလက်ထဲမှာခိုင်မြဲနေတဲ့ထင်းတဲ့အရာတွေတော့ဒီနေ့မှအမှတ်တရအဖြစ်ပဲကျန်သွားတတ်တယ်လူတွေကလည်းပြောင်းလဲသွားတယ်ခံစားချက်တွေလည်းပြောင်းလဲသွားတယ်အချိန်ဟာဘာလို့မှနေရာတကျမထားခဲ့ဘူးဘယ်ရအောင်မဆိုလက်ခံနိုင်အောင်ကြိုးစားနာကျင်သင်ယူရမယ်ကျိုးပဲ့ရင်နဲ့ရင်းကျက်ရမယ်တချို့အရာတွေကခဏအလေရောက်လာတာဆိုတာကိုလည်းနားလည်ထားရမယ်တကယ်တော့အကောင်းဆုံးရှင်သန်ခြင်းဆိုတာဘဝအစဉ်ပြေနေလို့မဟုတ်ဘူးမပြည့်စုံမှုတွေကြားထဲကနေပြုံးနိုင်အောင်ကြိုးစားနေခြင်းပဲ